နောက်ဘုဒ္ဓမှာမျက်နာပွင့်တဲ့ခေတ်အပခေယမတဲ့တို့ကယရနာသုံးပါးစီကစလုံးကြီးများများတက်တော့အယူတွေအလူရဲတော့မိုက်တယ်တဲ့မသုံးတဲ့စကားအကျင့်တွေတော့အမုန်းမြန်ကျွန်တော်တို့ခေတ်မှာနော်အဲ့ဒါတချို့မင်းကလေးတွေပြောကြတယ်ယောက်ျားလေးတွေတော်တော်ယောက်ျားလေးတွေကအိုင်တွေ့ရင်ခြေဆေးတာမလို့ယုံကြည်မရှိဘူးတဲ့မင်းကလေးတွေပြောတယ်နော်အိုင်တွေ့ရင်ခြေဆေးတတ်တာမလို့ယုံကြည်မရှိဘူးတဲ့ဟုတ်ပြီမှန်ပါတယ်ကျွတ်တို့ယောက်ျားလေးတွေအိုင်တွေ့ရင်ခြေဆေးတယ်ဒါပေမဲ့ပြန်ပြောမယ်ယောက်ျားလေးဘက်ကဘာပြောမလဲမှန်ပါတယ်ကျွတ်တို့ယောက်ျားလေးတွေအိုင်တွေ့ရင်ခြေဆေးတယ်ဒါပေမဲ့လို့ဘယ်ယောက်ျားလေးမှပေါက်ရီအိုးတွေကရေခြေမဆေးဘူးဆိုတာခင်ဗျားတို့မှတ်ကြဒါဆိုမင်းကလေးတွေကိုယ့်ကိုပြန်စင်းလားငါဒီအိုင်လေးကရေလားငါဒီပေါက်ရီအိုးတွေကရေလားကိုယ့်ကိုစင်းလားလေဟုတ်တယ်မလားသူတို့ကအိုင်လေးကရေဆိုကျွန်တော်တို့မပေါက်နိုင်ဘူးအိုင်လေးကရေမတောက်ဘူးလေခြေစင်းမယ်လေအိုင်လေးကရေလေပေါက်ရီအိုးတွေကရေဖြစ်ပါစေတောက်မှာပါညံ့ညံ့နုံနုံတောက်မှာပါနော်တချို့ခုတ်ကြီးတွေမှာပဲစဉ်းစားကြည့်လိုက်ကျွန်တော်လည်းယောက်ျားလေးတွေကယောက်ျားလေးဆိုတော့ယောက်ျားလေးဘက်ကကျွန်တော်ကမောင်းတင်ပြီးပြောတယ်တော့မဟုတ်ပါဘူးခုခေတ်မှာဘာဖြစ်နေတော့လဲဒီမဒိမှုတွေများနေတော့မိန်းမတွေကလည်းယောက်ျားလေးတွေတော်တော်တဏှာယူလို့ကိုတော်တော်တဏှာယူလို့ကိုနဲ့ဟောယောက်ျားလေးဗျအရိယာသူတော်စင်နေမဟုတ်ဘူးဗျကာမတတ္တဝါဗျခွဲတဆုပ်စာနိုင်ရကောင်မှဒီကာမစိတ်ကဒုကြွတတ်တဲ့ပုထုဇဉ်နေဗျအဲ့တော့ဟိုအစောနာပြောသလိုအမေတို့ဝတ်တဲ့လုံးလုံးချုံချုံလေးဝတ်ကြရင်တော်ရဲ့ပေါ့တချို့ကအင်ကြီးတွေကဟိုဟာတွေပေါ်ဒီဟာတွေပေါ်ဟိုဟာတွေပေါ်ဒီဟာတွေပေါ်ဆိုတော့ကာမတတ္တဝါဆိုတော့စိတ်မထိန်နိုင်တော့ဒီအမှုတွေဖြစ်ကြတာလေယောက်ျားလေးတွေအပြည့်နဲ့တစ်ဖက်ဆောင်မင်းကြီးတော့မပြောကြပါနဲ့မိန်းကလေးများရဲ့နော်ကျွတ်တို့ယောက်ျားလေးတွေရဲ့စိတ်ကလုံးလုံးချုံချုံရင်ရင်ကြည်ကြည်တိမ်တိမ်မွေ့မွေ့ဝတ်စားတတ်တဲ့ကလေးမလေးတွေဆိုရင်အတီးပါနော်ပြန်နန်းနန်းလန်းနန်းစက်ကော့လက်ကော့နေတဲ့ကလေးမဆိုကျွတ်တို့ယောက်ျားလေးတွေရဲ့စိတ်80ရာခိုင်နှုန်းမှအောင်ပြောပြစက်ကော့လက်တော့နေတဲ့ကလေးမဆိုယောက်ျားလေးတွေအကြည့်အောင်ဟောဆိုရီကွာဝိုင်းနေတော့ဝတ်ထော်ပေါ်မှာပဲဆိုတာဒါမျိုးတွေ့တယ်နော်မိန်းကလေးတွေကိုယ့်အကိုဝတ်တာစားတာလေးလဲစင်ကျင်အောင်ယောက်ျားလေးတွေအပြစ်မပြောနဲ့ကျဝတ္ထုတို့လေးတစ်ပုဒ်ရှိတယ်မှတ်တယ်သဘောကျလို့ကိုကျုပ်မှတ်နော်စာသင်ကျောင်းတစ်ကျောင်းမှာတဲ့ဆီယာမကမုံစမ်းစင်းတန်ကျောင်းခေါက်လိုက်တော့မုံစမ်းစင်းတန်ကျောင်းခေါက်လိုက်တော့ခါကြတော့ကျောင်းသားလေးကအရှိုးရှိုးမုံစမ်းစင်းပြီးဆိုဆင်းသွားကြကောင်းလေးပြောကဘာမှစားစရာမပါတော့ကျောင်းတော်ပြေးသွားထိုင်နေလို့ရှိတဲ့ကလေးမလေးကဟဲ့တဲ့ငါမှပန်းတီလေးပါတယ်တဲ့စားမလားတဲ့ကောင်းမလေးကသွားကြွားအဲ့တော့ကောင်းလေးကလည်းကျွေးရင်တော့စားမယ်လို့ပြောကောင်းမလေးကအဲ့ခါကျမှကလေးသဘာဝကျွေးဘူးတဲ့မကျွေးတော့ကောင်းလေးကလှုပ်စားတော့ကောင်းမလေးကငိုပြီးဆီယာမသွားတိုင်ဆီယာမသမီးပန်းပြီးလှုပ်စားလို့ဆိုတော့ဆီယာမကအစားဆုံးမြင်တာဆိုတော့ဆုံးသွားတာလေးသဘောကျဟဲ့ငါ့ဘာမှလာပြီးတော့တက်ပြီးတိုင်းမနေနဲ့တဲ့နေရောတကယ်မကျွေးရဲနဲ့ဘာလို့သွားပြတာတော့တဲ့သဘောပေါက်တာမသိဟမ်နေရောတကယ်မကျွေးရဲနဲ့ဘာလို့သွားပြတာတော့တဲ့အဲမင်းကလေးများလေဒီသဘောပါပဲနော်တကယ်မကျွေးရဲနဲ့တော့မပြကြပါနဲ့အကြိုက်လို့အမုန်းများအသုံးမခံနာကကြတော့ယခုကေငွေအမှုကြီးပွေလာကြတော့အမျိုးချင်းရောက်ရောက်ကရောက်ပေါင်းတဲ့တွေ့မိတ်ကြီးဘာဖြစ်တာတော့ဆိုအမလေးအမွေလူလာတယ်တဲ့ဒီအမှုကြီးပွေလာကြအမျိုးချင်းအယူအဖြစ်ကြတော့လူရမောင်ရင်သူငါဆရာကြွားပါမတရားတဲ့ဗအတင်းကလို့ဂုံးမချုပ်တာမစိုးမဝတ်ခွန်းတဲ့မြင့်တယ်မှာလေလူပါတဲ့အလူသွားတော့နောက်ပိုးလို့တယောက်တစ်မျိုးအုပ်တော့ဥပဒေအမှမရှိဘူးရောက်တယ်မျိုးတော့ဥရိယာမှမရှိလူကြီးပြန်ကြည့်တော့မြမစိုးတရားတွေတိမ်မကုန်ပြီမြမစိုးတရားတိမ်မဆိုဖိန်းစားမှမရချစ်တဲ့ခီကျတော့အရက်သမားတွေမိန်းမတွေသွားမေးကြည့်ကြတယ်ခဏယောက်ျားတွေတော့မူးပြီးတော့နှမ်းစော်တာခဏညဘလို့အိတ်တုံးလို့ဆိုတော့မင်းလည်းကျတော့အဲ့လိုလေးမူးနေကိုချစ်နေတာပဲတဲ့ဖိန်းစားမှမရချစ်တဲ့ခီဘာကြောင့်လဲစိန်ခါမှဖျားဖြစ်တာနော်စိန်ခါမှဖျားဖြစ်တာတပည့်အငိမ့်ကြတော့အမောစောတရားဟောတော်အိတ်ချင်းသည်ဆိုတဲ့ကျုပ်တို့ခီအားကြောင့်ဆရာတော်တွေကဆိုလို့ရှိရင်ကျွန်တော်တို့ဩဝါဒပေးတယ်
ဟာတဲ့ငါတကာတို့တဲ့တို့ခေါ်ရင်ပြိတ္တကတိတ်အာယုံရောက်တာမဟုတ်ဘူးတဲ့မင်းတို့ပြောရင်ကလေးကအစာနားထောင်နေ